ကဘာမှာအကျန်းဆုံးကာယာအပြင်းဆုံးခွေးဘလူးကြီးများအကြောင်းခွေးဘလူးကြီးတွေလို့ခေါင်းစဉ်တက်လိုက်မိတာတောင်ဒီခွေးတွေကိုအားနာမိပါတယ်။ဘာလို့ဆိုဒီခွေးတွေကရန်သူတွေအတွက်သိမင်းတပံဘလူးကြီးတွေဖြစ်ပေမဲ့မိသားစုတွေအတွက်ဆိုရင်တော့ညင်သားကျင်နာတက်လုံးနဲ့ချစ်စရာကောင်းကြီးတွေမို့လို့ပါပဲ။ကျွန်တော်လူသားတွေအတွက်လူချင်းပြီးလို့ရှိရင်အကောင်းဆုံးဖော်မော်ဟာတရိတ်ဆန်တွေထဲမှာဆိုတော့ခွေးဖြစ်ပါတယ်။ဒါပေမဲ့ခွေးမှာတော့ခွေးသေးသေးလေးတွေမွေးရတဲ့ရတာနဲ့ခွေးကြီးတွေမွေးရတဲ့ရတာမိုးနဲ့မြေလို့ကွာပါတယ်။ကွာခြားဆုံးချက်ကတော့သခင်မော်တပ်ပေးပြီးချစ်ပုံနဲ့မိသားစုကိုကာကွယ်စောင့်ရှောက်ပေးတတ်ပုံပါပဲ။ဒီနေ့မှာတော့ကျွန်တော်တို့ကကဘာမှာအကျန်းဆုံးချင်းသေးဝဝွန်ကြက်သေးဝင်းပလီနဲ့တောဝက်တွေတောင်ပြန်ကျုံနိုင်ခဲ့တဲ့ခွေးကြီးတွေအကြောင်းပြောပြပေးသွားမှာပါ။ဒုံးစနိုင်ဘီယာဝါစာကနေတင်ဆက်နေရပါကျွန်တော်ကိုအန်ဖြစ်ပါတယ်။ရေးသားပြီးတော့ရောဘင်မိုးဖြစ်ပါတယ်ခင်ဗျ။ကာယာပြင်းဆုံးတဲ့အကျန်းဆုံးခွေးမျိုးစားတွေကိုတစ်ကနေ10ထိအစင်းလိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကန်ကယ်ခွေးလောကရဲ့ကာယာအပြင်းဆုံးနံပါတ်2နေရာမှာတော့တူရကီနိုင်ငံဂုံဆောင်ကန်ကယ်ခွေးရှိနေပါတယ်။ကန်ကယ်တွေကတူရကီနိုင်ငံစီဗတ်ဒေသကနေထွက်ပေါ်လာခဲ့တာပါ။ရှေးနှစ်ပေါင်းထောင်ချီကလေးကတိုးအုပ်တွေကိုကာကွယ်ဖို့မွေးမြူခဲ့ကြတာဖြစ်ပါတယ်။တူရကီမှာဆိုရင်သူ့ပုံနဲ့တစိမ့်ခေါင်းတော်မှာထုတ်ထားတာရှိပါတယ်။တူရကီနိုင်ငံပြင်ပကိုထုတ်ယူခွင့်တင်းကျပ်ထားတဲ့မျိုးစိတ်လည်းဖြစ်ပါတယ်။သူတို့ရဲ့ကိုယ်ပိုင်မှတ်သားလိုမျိုးချစ်ခင်ကြတာမျိုးပါ။အရက်လဲရှိသူတို့ခန္ဓာကိုယ်ကလည်းတန်မဏိလိုမာကြောပါတယ်။အကြောင်းအညိုဖြောဖြောဖြစ်ပြီးတော့မျက်နှာမဲတာသူ့ရဲ့အမှတ်တစိမ့်ပါ။တူရကီတိုးထိန်တွေကသူ့လေပင်မှာတန်ဆူးကြိုးတွေတက်ထားတဲ့ကော်လာတွေစုပ်ပေးထားတတ်ပါတယ်။ဒါဝင်းပလီတွေလာကရင်လေပင်ကိုအကာအကွယ်ရအောင်လို့ပါ။ကန်ကယ်ရီကကဘာမှာကာယာအပြင်းဆုံးခွေးမျိုးတွေဖြစ်ပါတယ်။သူ့ရဲ့ကာယာက943 PSI ရှိပါတယ်။ဒါကချင်းသေးတကောင်ရဲ့ကာယာထက်တောင်ပိုများနေတာပါ။ဝင်းပလီတကောင်တစ်ချက်တည်းကိုက်ပြီးတော့အသက်နှုတ်ယူနိုင်စွမ်းရှိပါတယ်။ထူးခြားတာကသူတို့ဟာတခြားခွေးတွေလိုရမ်းမလို့ပါဘူး။ကာကွယ်ပေးလို့စိတ်ပဲရှိတာပါ။ဒါကြောင့်လူတွေကသိုးတွေနွားတွေဝင်းပလီတွေလာမဆွဲအောင်သူတို့နဲ့ကာကွယ်ထားကြတာဖြစ်ပါတယ်။ရန်သူမလာမချင်းသူကရန်ကိုအေးဆေးပါတယ်။ဒါပေမဲ့ရန်သူလာပြီးဆိုရင်တော့သူ့ရှိကဘယ်ရာကိုမှမကြောက်တော့ပါဘူး။ကန်ကယ်ရီကအမျိုးသမီးနဲ့ကလေးငယ်များရဲ့ခွေးလိုတော်မှာတင်စားခံရလောက်အောင်နူးညံ့ပါတယ်။တိုးထဲမှာတိုးကလေးတွေမွေးရင်တော့အဲ့ဒီတိုးပေါက်လေးတွေကိုညင်ညင်တသာရှာနဲ့ရပ်ပေးတတ်တဲ့စိတ်ထားမျိုးရှိပါတယ်။တူရကီမှာသူ့အကြောင်းပြောစမှပြရတဲ့ဇလန်းတွေအများကြီးရှိပါတယ်။တိုးကိုဝင်းပလွေတွေဝိုင်းလာတော့တိုးထိန်မရှိတဲ့အချိန်မှာရပ်ပေါင်းများစွာအစာမစားရေမတော့ပဲတိုးကိုဘေးကင်းအောင်စောင့်ရှောက်ခဲ့တဲ့ဇလန်းတွေပေါ့။သူ့သခင်မိသားစုအတွက်ဆိုရင်တော့နောက်ဆုံးထွက်သက်အထိကာကွယ်သွားမဲ့သစ္စာတရားကြီးမားတဲ့ချစ်စရာကောင်းကြီးပါပဲ။နံပါတ်2ကော်ကေရှန်ဝဝုံတွေရန်ကကာကွယ်ပေးတဲ့ခွေးဘလူးဒီခွေးတွေကရုရှားနိုင်ငံဂျော်ဂျီနိုင်ငံအာမေးနီးယားနိုင်ငံဘက်ကကော်ကေးဆက်တောင်တန်းဒေသတွေစီကလာတာပါဆိုဗီယက်ခေတ်တုန်းကဆိုရင်စစ်တပ်နဲ့အကျဉ်းအောင်တွေမှာသုံးဖို့ရက်စတာကန်နဲဆိုတဲ့နေရာမှာထူးလေမွေးမြူခဲ့ကြပါတယ်ဘာလင်တိုင်းပြိုမကြခင်တုန်းကတိုင်းတစ်လျှောက်မှာကင်းဆောင်ခဲ့တာဒီကောင်ကြီးတွေပါသူ့မူလာလောက်ကတော့တိုးအုပ်တွေကိုဝက်ဝုံတွေဝင်းပလီတွေရန်ကနေကာကွယ်ဖို့ပါဒီကောင်ကြီးကခွေးနဲ့မတူဘဲနဲ့ဝက်ဝုံတစ်ကောင်နဲ့ပို့တူပါတယ်အမွေးတွေကထူပွားနေပြီးတော့လူ100လောက်နီးပါးကြီးထွားနိုင်ပါတယ်ပေါင်180ထိ4နိုင်ပါတယ်သူ့ရဲ့အမွေးထူကြီးကဝက်ဝုံတွေကိုက်တဲ့ဒဏ်ကိုခံနိုင်အောင်လှုပ်ထားတာပါသူ့နယ်မြေထဲဝင်လာတဲ့ဘဲသားရဲကိုမဆိုဝက်ဝုံပဲဖြစ်ဖြစ်ဝင်းပလီရဲဖြစ်ဖြစ်လုံးဝအသက်ရှင်လျက်ပြန်ထွက်ခွင့်မပေးတဲ့အထိကိုကြမ်းပါတယ်အပြင်လူတွေတက်ဘလူးသေးဲစီးနေတော့သူ့မိသားစုအတွက်တော့အယုတ်ဝက်ဝုံကြီးပါပဲမိသားစုကိုကာကွယ်လူစိတ်ကသူ့သွေးထဲမှာပါလာပြီးသားပါဒါမဲ့တော်တော်လေးစိုးသွားနိုင်တဲ့အတွက်သခင်ကသူ့ကိုငယ်ငယ်ကလေးကတေချာထိန်းချောင်းမွေးမြူနိုင်မှုလိုပါတယ်သူ့သခင်ကတော့သူကခေါင်းဆောင်ဖြစ်အတိမတ်ပြူပြီးသစ္စာရှိပါတယ်နံပါတ်3ကိန်းကော်ဆိုရောမာခေတ်ကစစ်တီတော်အီတလီနိုင်ငံလာတဲ့ဒီခွေးကြီးကရှေးရောမာခေတ်ကစစ်ပွဲတွေမှာတုံးခဲ့တဲ့ကန်နစ်ဘက်နာဆိုတဲ့စစ်ခွေးကြီးတွေရဲ့မျိုးဆက်ပါပဲရောမာစစ်တပ်ကရန်သူတပ်တွေကိုဖြိုခွင်းတဲ့နေရာမှာဒီခွေးတွေကိုရှေးဆုံးကနေလွတ်ပြီးတော့တိုက်ခိုက်ခိုင်းခဲ့တာပါသူ့နာမည်ကိုဟော့စရာကလက်တင်ဘာသာနဲ့ body guard လို့အဓိပ္ပာယ်ရပါတယ်ဒုတိယကမ္ဘာစစ်ပြီးမှမျိုးသုံးလူနီပါဖြစ်ခဲ့ပေမဲ့1980ပြည့်လို့နှစ်တွေမှာပြန်လည်ပြီးတော့ဖော်ထုတ်မွေးမြူခဲ့ကြပါတယ်သူတို့ရဲ့ရုပ်ကရန်ကိုစမတ်ကြပြီးတော့မြင်တာနဲ့ရှိန်သွားရလောက်အောင် aura ရှိပါတယ်ခေါင်းကြီးတဲ့အကြီးတွေကဆူးရှာတယ်ခန္ဓာကိုယ်က4000ကျဖြစ်ပြီးတော့ကြွက်သားတွေနဲ့ပြည့်နေပါတယ်သူ့ရဲ့အသက်ရှူတန်းနည်းနည်းပြင်းပါတယ်ရှေးတုန်းကတော့စစ်တိုက်တာပြင်တောဝက်လိုက်တာခြံဆောက်တာတွေမှာပါသုံးခဲ့ကြပါတယ်သူ့ရဲ့ထူးခြားချက်ကညံရမ်းကောင်းတာပါပဲတခြားမက်စတစ်မျိုးနွယ်တွေထပ်စားလို့ရှိရင်တေးကြရတာပို့ပြီးတော့လွယ်ကူပါတယ်ဒါပေမဲ့ခွေးကြီးမျိုးဖြစ်တဲ့အတွက်နည်းနည်းပါးပါးထီပါလာရင်တော့လုံးဝသီးမခံတတ်ပါဘူးဂိမ်းကော်ဆိုတွေကို Velcro dog လို့ခေါ်ကြပြန်ပါတယ်ဘာလို့လဲဆိုတော့သခင်သားကနေတဖွားမှမခွာလို့ပါပဲအိမ်ထဲမှာသခင်ကမီးဖို့တောင်သွားရင်လိုက်သွားမယ်ရေချွေးကန်းဝင်တကားဝါကစောင့်နေမယ်အဲ့လောက်ထိကိုတန်းအောင်စင်ကြီးပါတယ်သခင်စိတ်မကြည်မသာဖြစ်နေတော့သူကခံစားမိပြီးတော့လာချော့တတ်ပါတယ်သူရဲ့ပေါ်တော်နိုင်တဲ့ချစ်စရာမူရာတွေကိုတော့မိသားစုဝင်တွေပဲမြင်ရလိမ့်ရှိပါတယ်သစိမ့်တွေတွဲဆိုရင်တော့အနက်ရောင်မကောင်းဆိုးရပါပဲနံပါတ်4ဒိုဂိုအာဂျီနီနိုအဖြူရောင်မုတ်ဆိုးအာဂျီနာနိုင်ငံကဒေါက်တာအန်တိုနီယိုဆိုတဲ့ပုဂ္ဂိုလ်က1928ခုနှစ်လောက်မှာဖန်တီးခဲ့တာပါသူကပြည်စုံနဲ့သင်မင်းအောင်မကြောက်တဲ့အမဲလိုက်ခွေးတကောင်လိုချင်ခဲ့တာပါဒါကြောင့်ကော်ဒိုဘာ fighting dog လို့ခေါ်တဲ့အရန်ကြမ်းမိမဲ့မျိုးသုံးလူနီးပါးဖြစ်နေတဲ့ခွေးမျိုးကိုအခြေခံပြီးတော့နောက်ထပ်ခွေးမျိုးစိတ်6မျိုးဖြစ်တဲ့ Great Dane Boxer Bull Terrier Bulldog Pointer Dog de Boros Irish Wolfhound Spanish Mastiff
Foreigner Master တို့နဲ့ပေါင်းပြီးတော့ဒီအဖြူအောင်သေမင်းတမန်ခွေးကြီးကိုမွေးထုတ်ခဲ့တာပါဒိုကိုရီးယားတကိုယ်လုံးဖွေးဖွေးဖြူပြီးတော့ကြွက်သားတွေကြစ်လင်နေတာပါကြီးလိုက်တာနဲ့အားကစားသမားတယောက်လိုပါပဲအဖြူအောင်ဖြစ်နေရတာကမဲလိုက်တဲ့ခါတခင်ကလွယ်တကူမြင်ရအောင်နဲ့ပူတန်ခံနိုင်အောင်လို့ပါမေယိုတွေကရမ်းတန်ပါပြီးတော့အသက်ရှူလန်းချောင်းကောင်းမွန်လို့အကြာကြီးပြေးနိုင်ပါတယ်သူ့ကိုပူမားတွေကိုဖမ်းတဲ့တောင်ချင်သေးမုတ်ဆိုးလို့ခေါ်ကြပါတယ်အာဂျင်နာတောတွေထဲမှာတောဝက်တွေတောင်ချင်သေးတွေကိုတကောင်ချင်းလိုက်တက်နိုင်မှုဖန်တီးထားတာပါတတိယတော့ပြောစရာမလိုပါဘူးသူ့ကိုယ်သူသေမှန်းသိရင်နောက်မဆုတ်တဲ့မျိုးစိတ်ပါအမဲလိုက်တဲ့ခါမှာအုပ်စုလိုက်မဟုတ်ဘဲနဲ့တကောင်ချင်းတော်မှာဝင်ချရတဲ့တတိရှိပါတယ်အမဲလိုက်ဖို့ဖန်တီးတာမလို့ဒိုကိုရီးယားဟောင်းနာနေပါတယ်သူတို့ကမပြောမဆိုနဲ့လက်ပါတဲ့လူမိုက်တွေလိုပါပဲဒိုကိုရီးယားသတိပေးတာထက်လှုပ်ရှားရှိတာတန်းလုံးကြတာများပါတယ်ဒါကြောင့်ဒိုကိုတကောင်အမီတန်းနေပြီမျက်နှာတီးနေပြီဆိုရင်ကိုက်တော့မယ်ဆိုတာတန်းသဘောပေါက်ဖို့လိုပါတယ်အမဲလိုက်တဲ့နေရာမှာကျမ်းမိမယ်အိမ်မှာတော့ယုံတငယ်လေးပါပဲတခင်ကိုရမ်းချစ်တက်ပြီးတော့အမြဲတမ်းပူးကတ်နေခြင်းပါတယ်ဆိုဘာမှာတခင်နဲ့တူတူထိုင်ခြင်းနဲ့လူကိုလာမိနေခြင်းနဲ့ပျော်ပျော်နေတတ်တဲ့စိတ်ထားရှိတယ်တခင်ကိုတခုဆိုအရင်ဆုံးချက်ပေးတတ်တယ်ကလေးနဲ့လည်းကစားတတ်တယ်ဒါမဲ့သူ့ကိုထိန်းချုပ်မဲ့တခင်ကတော့စိတ်ဓာတ်ခိုင်မာဖို့လိုပါတယ်တခင်ကပြော့ညံ့ရင်သူကခေါင်းဆောင်လုပ်ပါလိမ့်မယ်ဒါကတော့ခွေးကြီးတိုင်းပါပဲတခင်ကခွေးတဲ့နှစ်စားပုံမကျန်းနိုင်မဲ့ဒီလိုခွေးတွေမွေးဖို့မသင့်တော်ပါဘူးနံပါတ်5တီဘက်တန်မတ်စတစ်ဟိမွေနာချင်းသိကမ္ဘာမြင့်ဆုံးဟိမွေနာတောင်တန်းတိဘက်ဒေသလာတဲ့ရှေးကြဆုံးခွေးမျိုးစိတ်ကြီးပါသူတို့ရဲ့သမိုင်းက BC 1000လောက်ကတည်းကရှိခဲ့တယ်လို့ဆိုပါတယ်တိဘက်ဘုံကြီးကျောင်းနေနဲ့ခြေသလုံးအိမ်တိုင်းလှည့်လည်သွားလာသူတွေကိုကာကွယ်ဖို့မွေးမြူခဲ့ကြတာပါတိဘက်လိုဒိုးကြီးကျိုးချီထားသောခွေးလို့ခေါ်ကြပါတယ်ဘာလဲဆိုတော့နေဘက်ဆိုရင်ကြမ်းလုံးလုံးကျိုးနဲ့ချီထားပြီးညဘက်ကျမှလွတ်ပေးထားလို့ပါ73ရာစုမှာမာကိုပိုလိုကဒီခွေးတွေကိုမြီးတစ်ကောင်လောက်ကြီးပြီးတော့ချင်းသေးလိုအတန်မျိုးရှိတယ်လို့မှတ်တမ်းတင်ခဲ့ဥပါတယ်သူပုံစံခွေးနဲ့တော့မတူပါဘူးချင်းသေးပိုကြီးတစ်ကောင်လမ်းလျှောက်လာသလိုပါပဲလဲဘေးမှာလဲဆံမွေးထူကြီးတွေရှိတယ်အေးတန်နှင်းတန်ကိုကောင်းကောင်းခံနိုင်တယ်သူ့ရဲ့ဟောင်တန်တာမန်ခွေးအောင်တန်လို့မဟုတ်ပဲကြီးစီတီးလိုက်သလိုအုံအုံနဲ့ကိုမြည်ဟိန်းနေတာပါတာရိတ်တစ်ကောင်တန်လို့ဖြစ်ပြီးတော့တောင်တန်းတစ်ခုလုံးဟိန်းသွားစေနိုင်ပါတယ်သူတို့ကနှင်းချက်တစ်တွေတောင်ပြန်ချနိုင်တဲ့တတ်တိရှိပါတယ်ဒီဘက်လူမျိုးတွေကတော့ဒီခွေးတွေကိုတာမန်ရိတ်ဆန်မဟုတ်ဘူးလူတွေဝင်စားနေတာလို့ယုံကြည်ကြတယ်ဒါကြောင့်သူတို့ကရမ်းညံကောင်းပြီးတော့လူစကားနားလေတယ်လို့ဆိုကြပါတယ်သူတို့ကတခင်ပေါ်ရမ်းကိုကာကွယ်ပေးတတ်ပါတယ်ဒါပေမဲ့သူ့အချစ်ကတခြားခွေးတွေလိုအမီတနက်နဲ့လာကတ်နေရမျိုးမဟုတ်ပါဘူးသူကလွတ်လပ်တဲ့ဘရင်တစ်ပါးလိုနေတတ်တယ်တခင်ကိုလေးစားလို့သာနားထောင်တာပါညဘက်ဆိုရင်မိသားစုနဲ့အိပ်ပျော်နေအောင်သူကတညာလုံးမအိပ်ဘဲနဲ့ကင်းဆောင်ပေးနေတတ်ပါတယ်မနက်မိုးလေးမှသူအိပ်ပါတယ်ဒါလောက်ထိမိသားစုလုံခြုံရေးကိုဦးစားပေးတဲ့ခွေးကြီးပါကမ္ဘာဈေးကြီးဆုံးခွေးစင်းမှလည်းပါဝင်နေပါတယ်နံပါတ်6ဖီလာဘရာဇီးအညိုတေးကြီးတဲ့ခွေးဘရာဇီးနိုင်ငံပေါ်ထွက်လာတဲ့ဒီခွေးကိုဘရာဇီလီယန်မတ်စတစ်လို့လည်းခေါ်ကြပါတယ်15စု16ရာစုလောက်ကပေါ်တူဂီကိုလိုနီခေတ်မှာဥရောပခွေးတွေနဲ့ဒေသခံခွေးတွေကိုမျိုးဆက်ထားတာပါသူ့ရဲ့တမိုင်းကနည်းနည်းတော့ကြမ်းတမ်းပြီးတော့ဝမ်းနေစရာလည်းကောင်းပါတယ်18ရာစုဂျွန်စနစ်ခေတ်တုန်းကထွက်ပြေးတဲ့ဂျွန်တွေကိုပြန်လိုက်ဖမ်းမှုဒီခွေးတွေကိုအဓိကသုံးခဲ့ကြတယ်လို့တမိုင်းမှတ်တမ်းတွေကဆိုပါတယ်သူ့နာမည်ဖီလာဆိုတာပေါ်တူဂီလိုဖမ်းချုပ်ထားသည်လို့အဓိပ္ပာယ်ရပါတယ်ဗလန်ဟောင်းမျိုးပါတဲ့အတွက်အနက်ခံအာယုံရမ်းကောင်းပြီးတော့လေပင်အောက်မှာအရေးပြားတွဲတွေရှိပါတယ်ထူးခြားတာသူလမ်းရှောင်းရဲ့ကလအုပ်တွေလိုခြေလမ်းမျိုးတစ်ဖက်တည်းကခြေထောင်နှစ်ချောင်းလုံးပြိုင်လူလန်းတာနဲ့ရှောက်တတ်ပါတယ်ဒီခွေးတွေကဂျာဂွာကြက်တစ်တွေတောင်ခြေရာခံလိုက်လံတိုက်ခိုက်ပါတယ်ဒီခွေးတွေကဂျာဂွာကြက်တစ်တွေတောင်ခြေရာခံလိုက်လံတိုက်ခိုက်နိုင်ပါတယ်ဒါပေမဲ့သူ့ရဲ့အထင်ရှားဆုံးစရိုက်ကတော့အိုဂျီရီဇာလို့ခေါ်တဲ့စိတ်ဓာတ်ပါပဲအဲ့ဒါဘာလဲဆိုတော့သစိမ်းတွေကိုလုံးဝမယုံကြည်ခြင်းယွန်ရှာမုန်းတီးခြင်းပါပဲဒီခွေးကသခင်နဲ့မိသားစုကလွှဲရင်ဘယ်သူမှအကန့်မခံပါဘူးခွေးပြိုင်ပွဲတွေမှာတော့ဒိုင်ကဒီခွေးကိုကင်တွယ်စစ်ဆေးခွင့်မရှိပါဘူးလက်လှမ်းလိုက်တာနဲ့ကြိုက်တက်လို့ပါဘရာဇီးမှာဆိုးစကားတစ်ခုတောင်ရှိပါတယ် as faithful as a fila ခွေးတစ်ကောင်လိုသစ္စာရှိတော့တဲ့ဒါကိုကြည့်ရင်သူသစ္စာတရားဘယ်လောက်ကြီးမှလဲခံမှန်းကြည့်လို့ရပါတယ်အိမ်မှာရှိတဲ့ကလေးတွေဆိုရင်သူကတီးခံပြီးတော့ချစ်ရှာပါတယ်ကလေးတွေကသူ့နှွေးကိုဆွဲအမိကိုကင်ဆော့ရင်တော့ဘာမှမလုပ်ပါဘူးဒါပေမဲ့အိမ်ပြန်ကသစိမ်းတယောက်ကများသူ့သခင်ကိုလက်ညှိုးထိုးပြီးတော့အတန်ကျကျပြောမိရင်တော့အဲ့လိုကန်ဆိုးပြီးသားမှတ်ပြီးတော့ပါပဲ UK Norway Australia ပါဝင်နိုင်ငံတော်များများမှာဒီခွေးကိုမွေးမြူခွင့်ပိတ်ပင်ထားပါတယ်နံပါတ်9 Prisa Canario ပေါ်ပါလင်မြန်ကြိုက်အားကောင်းတဲ့ခွေးသူကတော့စပိန်နိုင်ငံပိုင်ကာနာရီကျွန်းစုကလာတာပါသူနာမည်အပြည့်စုံက Piroti Prisa Canario ပါ Prisa ဆိုတာဖမ်းဆုပ်ထားခြင်းလို့အဓိပ္ပာယ်ရပါတယ်ရှေးဟောင်းဂွမ်ချီလူမျိုးတွေခေတ်ကလေးကရှိခဲ့တဲ့ခွေးမျိုးလို့ယူဆပြီးတော့ကျုံးမော်ကဒန်နိုင်သမိုင်းကျောင်းနေနဲ့ဘာသာရေးပွဲတွေမှာတော့ဒီခွေးတွေအကြောင်းပါဝင်ခဲ့ဥပါတယ်ဂွမ်ချီလူမျိုးတွေကဒီခွေးတွေကိုဖျားเจ้าဆောင်တွေဖြစ်နေထားရှိခဲ့ပြီးသေဆုံးသွားတဲ့အခါခွေးတွေကိုပါမန်မီလုပ်ပြီးတော့မြုပ်နှံခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ်ခန္ဓာကိုယ်ကကြစ်လက်ပြီးတော့ကြွက်သားတွေနဲ့ပြည့်နေတာပါသူ့ရဲ့မျက်လုံးတွေကကြောချမ်းစရာကောင်းအောင်ဆူးရှာပါတယ်သူ့ရဲ့လှုပ်ရှားမှုကကြောင်တကောင်လိုပဲတင်စားကြပါတယ်ခြေတန်းလုံနဲ့တိမ်မွေ့တယ်ဒါမဲ့တိုက်ခိုက်ဖို့လိုအပ်လာရင်တော့လျှက်စီးလက်တယ်လို့မြန်ဆန်ပါတယ်အများအပြားနှာခေါင်းမဲပါလေးရှိပါတယ်ရှေးတုန်းကတော့ကျုံးမမှာရှိတဲ့တောဝက်တွေနေရိုင်းတွေကိုဖမ်းဖို့အတွက်သုံးခဲ့ကြပါတယ်ခွေးတိုက်ပွဲတွေမှာလည်းနာမည်ကြီးခဲ့ပါတယ်သူ့ရဲ့ကာယာကမေယိုတန်မာမှုကြောင့်နာမည်ကြီးပြီးတော့တုံနဲ့ပြန်မလွတ်တတ်ပါဘူးပရီဆာကန်နာရီကသခင်ပေါ်လုံးဝအောင်ဆိုင်ထားတဲ့ခွေးမျိုးပါသူကသခင်တယောက်တည်းစကားကိုပဲနားထောင်နေရှိပါတယ်အပျော်ပါသိမ့်မကြိုက်ဘူးအလုံးလုံးရတာကိုပဲကြိုက်သူ့ရဲ့ချစ်ချင်းမြတ်တာတော့နည်းနည်းတည်ငြိမ်နေခုံဆွားလုံနေမှာမဟုတ်ပါဘူး
တခင်နားမှာတိတ်တိတ်လေးနေမယ်တခင်သွားလျာမျက်လုံးနဲ့လိုက်ကြည့်မယ်တခင်ရဲ့အိမ်နဲ့ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ဆိုရင်ဘယ်ရာကမှမကြောက်ပါဘူးဒါပေမဲ့စိတ်ဓာတ်ခိုင်မာတဲ့တခင်မျိုးမှသာသူ့ကိုထိန်းနိုင်မှာပါနံပါတ်၈ဘိုဘိုချင်းသေးလိုက်ခွေးအာဖရိကတိုက်တောင်အာဖရိကနိုင်ငံကနေလာတဲ့ဘိုဘိုးပါ1652ခုနှစ်လောက်မှာဂျမ်ပန်ရီဘစ်ဆိုတဲ့ပုဂ္ဂိုလ်ဟာကိပ်တောင်းကိုရောက်လာတော့သူ့အိမ်ကိုကာကွယ်ဖို့ဘူလန်ပီတာဆိုတဲ့ခွေးမျိုးကိုယူလာခဲ့ပါတယ်နောက်ပိုင်းမှာဥရောပအခြေချနေထိုင်သူတွေကသူတို့ရဲ့လယ်မြေတွေမိသားစုတွေကိုအာဖရိကရဲ့ကျန်းတန်းနဲ့တောင်အန်ဒရိတ်ဆန်နီယန်ကနေကာကွယ်ဖို့အတွက်ဒီခွေးကိုဒေသခံခွေးတွေဘူမက်စတစ်တွေနဲ့မျိုးဆက်ပြီးတော့ဖန်တီးခဲ့တာပါသူ့နာမည်ကဘိုးဆိုတာကဒတ်ဘာသာစကားနဲ့လယ်သမားဘိုးဆိုတာကခွေးဆိုတော့လယ်သမားခွေးလို့မြန်မာလိုအဓိပ္ပာယ်ပြန်လို့ရပါတယ်ဒီကောင်ကြီးကတကယ်တင်ကားကြီးပါကြွက်သားတွေဟာအဖူးထစ်တွေနဲ့ခေါင်းက4000ကျကျကြီးမားပါတယ်သူ့ကိုကြည့်လိုက်ရင်တန်မာလေးဆိုတဲ့စကားလုံးကလွဲပြီးဘာမှခေါင်းနဲ့မရောက်ပါဘူးဒါပေမဲ့ထူးခြားတာအဲ့လောက်ကိုလုံးကြီးပေမဲ့လှုပ်ရှားတဲ့အခါမှာအယမ်းမြန်ဆန်တွက်လက်ပါတယ်ချန်စီယိုတွေကိုတော့ခုံကြုံနိုင်တဲ့အထိပေါ်ပါပါတယ်သူ့ရဲ့အဓိကတောင်ကချင်းသေးတွေကြက်သစ်တွေဟိုင်းနာတွေပြီးတော့ဘာဘုံမြောက်ဝင်ကြီးတွေရန်ကနေသခင်နဲ့မိသားစုကိုကာကွယ်ဖို့ပါချင်းသေးတကောင်တော့တယောက်ချင်းရှင်ချရတဲ့တတ်တီရှိပါတယ်စိန်တုံးမိုင်းတွင်းကုမ္ပဏီကြီး DBS ကသူတို့ရဲ့မိုင်းတွင်းတွေကိုစောင့်ဖို့အတွက်ဒီဘိုးတွေကိုသုံးခဲ့မှုတယ်ဆိုတော့သူ့အစွမ်းကိုခံမှန်းကြည့်လို့ရပါတယ်သူ့ရဲ့ထူးခြားချက်ကတော့မိသားစုကိုရန်တွေ့တာပါပဲသူ့ကို Velcro Dog ကတ်ခွာခွေးလို့တောင်မှတင်စားကြပါတယ်လူကောင်ကြီးတော့တခင်နားမှာကတ်ပြီးတော့ချွဲကျင်နေတာပါခြံထဲမှာလွတ်ထားရင်တော့တခင်ရှိတဲ့နေရာနားမှာပဲဝင့်နေတတ်ပါတယ်အိမ်ကကလေးတွေကိုလည်းရမ်းချစ်ပါတယ်ကလေးတွေကသူ့ပေါ်တက်စီးရင်တော့မှငိန်ခံနေတတ်တဲ့ကောင်ကြီးတွေပါဒါမဲ့သတိထားမှာကသူကမိသားစုဝင်မဟုတ်တဲ့တခြားသစိမ်းတွေကိုတော့တိတ်လက်မခံပါဘူးတခင်မျက်နှာတစ်ချက်ကြည့်အောင်နဲ့ဘာလို့ရမလဲဆိုတာသိတဲ့အထိညံကောင်းတဲ့ခွေးမျိုးပါနံပါတ်9တိုဆာအီနုဂျပန်ဆူမိုနပန်းသမားဂျပန်နိုင်ငံလာတဲ့တိုဆာအီနုဟာတာမန်ခွေးမဟုတ်ပါဘူး19ရာစု Meiji Restoration ခေတ်လောက်မှာဂျပန်နိုင်ငံတိုဆာခရိုင်အခုကိုချီစီရင်စုမှာစတင်မွေးမြူခဲ့တာပါဂျပန်လူမျိုးတွေကသူတို့ရဲ့ဇာတိခွေးဖြစ်တဲ့ရှီကိုကူကန်ခွေးတွေကိုနောက်နိုင်ငံခွေးကြီးမျိုးတွေနဲ့မျိုးဆက်ပြီးတော့ဖန်တီးခဲ့တာပါဘာကောင်တွေနဲ့ဆက်ခဲ့လဲဆိုဘူဒေါ့ကိုကာယကောင်းဖို့မက်စတစ်ကိုခန္ဓာကိုကြီးဖို့ဂျာမန်ပွိုင်တာကိုနိုင်ခံကောင်းဖို့နဲ့ဂရိတ်ဒင်းကိုရရှိဖို့သုံးခဲ့တာဖြစ်ပါတယ်ပြီးတော့စိန့်ဘာနတ်နဲ့ဘူးတယ်ရီယာတွေတောင်ပါတယ်လို့ဆိုပါတယ်ရွေချက်ကတော့ကဘာအစိမီတိုက်ခိုက်ခွေးတကောင်ရဖို့ပါပဲသူ့ကိုခွေးလောကရဲ့စူမိုနပန်းသမားလို့တင်စားကြပါတယ်ခန္ဓာကိုယ်ကကြွက်သားဖုတစ်တွေနဲ့တောင်တင်းနေပြီးတော့မျက်နှာတီငိန်လုံးလို့သူ့စိတ်ထဲဘာရှိနေလဲဘယ်သူမှမခံမနိုင်ပါဘူးအရေးပြားနည်းနည်းတွဲကြနေရလဲတိုက်ပွဲမှာအားသာကြတခုပါပဲဂျပန်မှာတော့ဒီခွေးကိုအမျိုးသားအမွေနှင်းနေနဲ့တတ်မှတ်ထားကြပါတယ်ခွေးတိုက်ပွဲတွေမှာသူတို့ကိုသုံးပါတယ်ဂျပန်ခွေးတိုက်ပွဲတွေမှာစီးကန့်ထူးကြပါတယ်ဟောင်းနာအတန်ထွက်တာပြိုင်ဘက်ကိုကိုက်ဖြတ်တာမျိုးလုပ်ရင်ရှုံးတယ်လို့တတ်မှတ်ပါတယ်စူမုန်တပန်းပွဲလိုပဲပြိုင်ဘက်ကိုလဲကျသွားအောင်မလုံနိုင်အောင်ဖိထားနိုင်မှနိုင်တာပါဒါကြောင့်တိုဆိုင်နူဟာတုံနဲ့မဟောင်းပါဘူးတိုက်ခိုက်တဲ့အခါမှာလည်းအတန်တိတ်တိုက်ခိုက်တတ်ပါတယ်ဒါပူကြောက်စရာကောင်းပါတယ်ဘာတမ်းမှမပေးပဲချက်ချင်းဝင်လုံးတတ်တဲ့လူသက်လက်နက်ကြီးလိုပါပဲနာကျင်မှုကိုကြိတ်မဲ့သီးခံတတ်တဲ့စာမူတိုင်းစိတ်တက်လည်းရှိပါတယ်သူ့ရဲ့သစ္စာတရားကတော့ဂျပန်တို့ရဲ့ထုံးစံတိုင်းအလွန်နှဆိုင်ပါတယ်သူတခင်မိသားစုနဲ့ဆိုရင်ရန်ကိုအေးစိတ်ပြီးတော့တိမ်မွေ့ပါတယ်ခလေးနဲ့လည်းတဲ့ပါတယ်ဒါမဲ့သစိမ်းဆိုရင်တော့မျက်လုံးတောင်းကပ်ပြီးတော့ကြည်နေမဲ့မျိုးစားပါသူတခင်ကိုထိပါလာရင်တော့ဆူမိုချန်ပီယံတယောက်လိုချက်ချင်းတုံးပြန်မဲ့ကောင်းလေးပါသူ့ရဲ့ချစ်ချင်းမြတ်တာငြိမ်သက်ခြင်းပါအနားမှာတိတ်တိတ်လေးလာထိုင်နေမယ်ခေါင်းလာပွေ့မယ်တခင်စိတ်ညစ်နေတော့သူကသိနေတတ်တဲ့ညံကြီးတဲ့ခွေးမျိုးတွေပါဒါမဲ့သတိထားမှာကသူကတခြားခွေးတွေကိုသိမ့်မကြည့်ပါဘူးအထူးသဖြင့်လိန်တူခွေးဆိုရင်မိတ်ဆွေဖွဲဖို့တော့ခတ်ပါတယ်နံပါတ်10ဘူလီကူတာအရှေ့တိုင်းကတားရဲကြီးနံပါတ်10နေရာမှာရှိနေကတော့ကျွန်တော်အာရှတိုက်အထူးသဖြင့်ပါကစ္စတန်နဲ့အိန္ဒိယနိုင်ငံပန်ဂျပ်ဒေသဘက်ကလာတဲ့ဘူလီကူတာပါပဲသူ့ရဲ့သမိုင်းကြောင်းကတော်တော်လေးရှေးကြပါတယ်သမိုင်းပညာရှင်တွေလေးလာကြရဒီခွေးမျိုးစိတ်ဟာ BC 300လောက်ကလေးကရှိခဲ့လို့ယူဆပါတယ်မဟာလက်ဇနာဘရင်အိန္ဒိယကိုချီတက်လာတော့ကပါလာတဲ့ Green Mastic ခွေးတွေနဲ့ဒေသခံအိန္ဒိယခွေးကြီးတွေပေါင်းဆက်ကနေဆင်းသက်လာတယ်လို့ဆိုပါတယ်အိန္ဒိယကိုအုပ်စိုးခဲ့တဲ့မကိုဘီယင်တွေလက်ထက်မှာဆိုရင်ဒီကောင်ကြီးတွေကိုနန်းတော်ဆောင်ခွေးတွေစစ်ခွေးတွေဖြစ်တောင်သုံးခဲ့ကြပါသေးတယ်အထူးသဖြင့်အက်ဘာဘီယင်လက်ထက်မှာဒီခွေးတွေကိုဒေါ်လိုက်ထွက်တဲ့ခါမှာကြားတွေဝုံဝင်တွေကိုလိုက်ဖမ်းဖို့အသုံးပြုခဲ့ကြတယ်လို့မှတ်တမ်းတွေရှိပါတယ်သူ့နာမည်ဘူလီစွာကအင်္ဂလိပ်စကားဘိုလီကနေဆင်းသက်လာလို့ဆိုကြပြီးတော့တွန်းလိုက်နေတော့လို့အဓိပ္ပာယ်ရပါတယ်ကူတာဆိုတာတော့ခွေးပေါ့ဗျာဆိုတော့သူ့ရဲ့နာမည်ကအရေးပြားတွေတွန်းလိုက်နေတဲ့ခွေးကြီးလို့ပြောလို့ရပါတယ်ဒီကောင်ကြီးတွေကို Beast from East အရှေ့တိုင်းကတားကြီးလို့တင်စားကြတာမမှားပါဘူးအရက်ကလက်မ30ကနေ44လက်မတွေရှိပြီးပေါင်ချိန်150ကနေ200ကျော်တိရှိတတ်ပါတယ်ထူးခြားချက်ကတော့သူ့ရဲ့လေပင်နဲ့ကိုလုံးမှာရေပြားတွေကပွားပွားကြီးတွဲကြနေတာပါပဲဒါကအလက်ကားတွဲကြနေတာမဟုတ်ပါဘူးတဘာဝတရားကဖန်တီးပေးထားတဲ့တန်ချက်ကအင်ဂျီတွေပါတခြားတရိတ်ဆန်တွေခွေးတွေနဲ့ကိုက်တဲ့အခါရန်သူကသူ့ရဲ့လေပင်ကိုလှမ်းကိုက်ရင်တော့ရေပြားပွားနေတော့အတွင်းကအသားကိုထိဖို့တော့ခက်ခဲပါတယ်သူကအဲ့ဒီလွတ်နေတဲ့ရေပြားတွေကကိုလှဲ့ပြီးတော့ရန်သူကိုပြန်ကိုက်နိုင်တဲ့စွမ်းရည်ရှိပါတယ်အရင်ခေတ်တုန်းကတော့ဒီကောင်ကြီးတွေကိုဝက်ဝုံတွေနဲ့တိုက်ခိုက်ခိုင်းတဲ့ပွဲတွေမှာသုံးခဲ့ကြပါတယ်ဝက်ဝုံတကောင်ကိုတော့မှမမှုပဲဝင်လုံးရဲတဲ့တတိကသူ့ရဲ့အမှတ်တစိတ်ပါပဲဝမ်နေစာကောင်းတာကတော့ဒီနေ့ခေတ်ပါကစ္စတန်ဂျေးလက်ဒေသတချို့မှာသူ့ကိုတရားမဝင်ခွေးတိုက်ပွဲတွေမှာသုံးနေကြတော့မှာပဲသူကတိုက်ပွဲဝင်သေမလွတ်မဲ့အမျိုးအစားမျိုးပါနိုင်နဲ့ချီပြီးတော့မမောမပန်းတိုက်ခိုက်နိုင်တဲ့
စတမ်မီနာရှိတာကသူ့ရဲ့ကြောက်စရာကောင်းဆုံးလက်နက်ပါပဲတခြားခွေးတွေမောသွားတဲ့အချိန်မှာသူကဆက်ပြီးတော့တိုက်နိုင်နေတော့ပါကြီးရတာရုပ်ကကြမ်းတမ်းပြီးတော့စိုးမယ်လို့ထင်ရပေမဲ့သူသခင်ပေါ်ထားတဲ့မြစ်တာတော့တကယ်ကိုအမခမ်းပါပဲသူတို့ကို one man dog လို့ခေါ်ကြပါတယ်ဆိုလိုတာသခင်တယောက်တည်းပဲပုံအပ်ပြီးတော့ချစ်တတ်တာပါအိမ်မှာရှိတဲ့ကလေးတွေမိသားစုအနေကာကွယ်လိုစိတ်အပြည့်ရှိပါတယ်သူသခင်ကိုတစ်ခုခုလုံးမဲ့ကြံလိုက်တာနဲ့ဟိုဘက်ကလူကအသက်ထွက်ဖို့သာပြင်ထားပြီးတော့ပါပဲဒါပေမဲ့ခက်တာသူကခေါင်းမာတယ်ညံကောင်းတော့ခါလေးကိုခိုင်းကျင်အောင်ချက်ချင်းမလုပ်ပဲဒါငါလှုပ်တင်လားဆိုပြီးတော့စဉ်းစားနေတတ်ပါတယ်ခမရသူတဲ့စိတ်ဓာတ်မခိုင်မာရင်သူကခမရကိုပြန်ပြီးတော့အနိုင်ကျင်သွားလိမ့်မယ်လို့တော့မှဆိုကြပါတယ်ဒါကြောင့်အတွေးကြုံရှိတဲ့ဆရာကြီးတွေမှပဲဒီကောင်ကြီးတွေကိုနိုင်တာမျိုးပါအင်းခွေနောက်ဆုံး bonus အနေနဲ့ကတော့ကျွန်တော်မြန်မာနိုင်ငံရဲ့မျိုးရင်းခွေးကြီးဖြစ်တဲ့အင်းခွေးအကြောင်းကိုပြောပြခြင်းပါတယ်ခက်တာက local ဖြစ်နေတဲ့အတွက်အင်းခွေးတွေကတိတ်ပြီးတော့တန်ဖိုးထားမခံရပါဘူးတကယ်တော့ဒီခွေးတွေကသူများနိုင်ငံတွေသူတို့မျိုးရင်းခွေးတွေကိုမျိုးသားယဉ်ကျေးမှုဖြစ်တန်ဖိုးထားကြသလိုတန်ဖိုးထားခံရတဲ့ခွေးတွေပါနာမည်ကအင်းခွေးဆိုတဲ့အတိုင်းအင်းတွေနားမှာရှိဖို့မွေးဖွားလာဖြစ်ပြီးရေကူးလဲကျွမ်းကျင်ပါတယ်မြန်မာအင်းခွေးတွေကခန္ဓာကိုယ်တောင့်တင်းတင်းခေါင်းကြီးပြီးတော့ခြေလက်ကြီးကြီးနဲ့တကယ်ကိုထူတိုင်းတိုင်းပုံစံမျိုးပါသူတို့ကပဲခူးတိုင်းမွန်ကြီးအင်းဘက်နဲ့အေယာဝတီတိုင်းဘက်ကရေကြီးတဲ့ဒေသတွေမှာများပါတယ်သူတို့ကလူတွေတက်တက်မဲ့မျိုးဆက်ထားတာမဟုတ်ပဲရေများတဲ့ဒေသမှာအသက်ရှင်ဖို့အတွက်နှစ်ပေါင်းများစွာကြာအောင်တဘာဝကပြုပြင်ပေးလိုက်တဲ့ဒေသရင်းမျိုးစိတ်တွေပါသူတို့အမွှေးတွေကထူပြီးတော့အစီပြန်သူတို့ဖြစ်နေတတ်ပါတယ်ဒါကရေထဲဆင်းရင်အေးတံခံနိုင်ဖို့နဲ့ရေမြန်မြန်ချောက်အောင်လို့တဘာဝကသူတို့အတွက်ဒီဇိုင်းဆွဲပေးထားတာပါတတိသားကြည့်ရင်သူတို့ခြေချောင်းလေးတွေကြားမှာအမေးပါးလေးတွေပါနေတတ်ပါတယ်ဒါကရေကူးရင်ရက်လို့ကောင်းအောင်ဖြစ်ပါတယ်သူတို့ကိုအင်းဆောင်ကန်ဆောင်မှုမွေးကြတာများပါတယ်အင်းထဲကိုတခိုးမွေအောင်စောင့်ရတယ်အင်းခွေးတွေကရေထဲမှာလူထက်တောင်ပုံမြန်ပါသေးတယ်ရေငုပ်ပြီးတော့လိုက်ဆွဲတတ်တယ်လို့တောင်ပြောတတ်ကြပါတယ်တချို့အင်းခွေးတွေဆိုရင်ပိုက်ဆွဲတာကူပေးတတ်တယ်လို့ငါးကြီးကြီးမိရင်ဟောင်ပြီးတော့သခင်ကိုလမ်းခေါ်တတ်ပါတယ်ပုံစံထူထိုင်းတိုင်းဆိုပေမဲ့ရေထဲရောက်ရင်တော့တကယ်ရေကူးချန်ပီယံတွေပါကုန်းမှာတော့နည်းနည်းလေးကန်ကန်နိုင်ပေမဲ့သခင်ကိုရမ်းချစ်ပြီးတော့နေမြေဆောင်တဲ့နေရာမှာတော့အားပြည့်ရှိပါတယ်ဟိန်းလိုက်ရင်လည်းရင်တုံစရာကောင်းပါတယ်ဘကိုးဘက်ကအင်းသားတွေကတော့သူတို့အင်းခွေးတွေကိုရွှေလိုတန်မိုးထားကြပါတယ်ဒါပေမဲ့မြန်မာခွေးချစ်သူတွေလောကမှာတော့နိုင်ငံခြားလာတဲ့ခွေးမျိုးစိတ်တွေလောက်တောင်တန်မိုးထားမခံရပါဘူးနောက်ပြီးတော့အစာမှာလဲဒိုကိုတို့ရော်ဘီလာတို့လိုသခင်တွေကကျွေးမွေးတာမျိုးမခံပဲလမ်းဘေးခွေးတွေကိုအစာကျွေးသလိုမျိုးပဲဖြစ်သလိုစားရတဲ့ခွေးတွေလည်းဖြစ်ပါတယ်ဒေချာသာကျွေးမွေးရင်အင်းခွေးတွေကကမ္ဘာအစိမ့်မီခွေးမျိုးတွေဖြစ်ပါတယ်ကဲတော့ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့ခွေးကြီးမျိုး10မျိုးအကြောင်းကတော့ဒီလောက်ပါပဲခင်ဗျဒီနေ့မှာမိတ်ဆွေတို့အပိတ်အနေနဲ့ပြောချင်တာကတော့ဒီလိုခွေးကြီးတွေမွေးတာတာဝန်ယူနိုင်မှမွေးတာကောင်းပါတယ်ဒီလိုခွေးမွေးပြီးတော့မှကြီးမှသူများပေးပစ်တာမျိုးတွေလုပ်တာခွေးအတွက်လည်းလုံးဝမကောင်းပါဘူးနောက်ချက်ကတော့လမ်းဘေးမှာလွတ်မထားဖို့ပါကိုတို့ကဒီခွေးတွေကယုံလို့နူးညံ့ပေမဲ့သစိမ်းတွေပေါ်မှာတော့ဒီကောင်တွေကအဲ့လိုမဟုတ်ပါဘူးဒါကြောင့်ခွေးကြီးမျိုးရင်တာဝန်မှုတာဝန်ခံမှုရှိဖို့လိုပါတယ်နိုင်ငံတကာမှာတော့ဥပဒေတွေနဲ့ကာကွယ်ထားပေမဲ့ဒီမှာတော့သခင်တွေသေးချာမထိန်လို့ခွေးကြီးတွေအတန်းကိုခံရတဲ့ပတ်ဝန်းကျင်အကြောင်းမကြာခဏလည်းကြားတတ်ပါတယ်ဒါကြောင့်ခွေးတွေကိုတကယ်ချစ်ရင်သူတို့အကြောင်းသေချာလေ့လာပြီးနားလည်အောင်ကြိုးစားသင့်မှသာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့စီစဉ်တော့ဒီလောက်ပါပဲခင်ဗျနောက်နေ့မှအကြောင်းအသစ်တွေနဲ့ပြန်တွေ့ပါဦးမယ် channel ကို subscribe လုပ်ဘေးနားအကောင့်လောက်နှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ